တုတ်တန်ကျမ်းအခန်းကြီး14ပညာရှိသောမိမသည်မိမိအိမ်ကိုတိဆောက်တတ်၏မိုက်သောမိမမူကားကိုယ်လက်နှင့်ဖြိုဖျက်တတ်၏ဖြောင်သောလမ်းသို့လိုက်သောသူသည်ထာဝရဘုရားကိုကြောက်ရွံ့တတ်၏ကောက်သောလမ်းသို့လိုက်သောသူမူကားမထီမဲ့မြင်ပြုတတ်၏မိုက်သောသူ၏နှုတ်၌မာနကျိန်လုံးရှိ၏ပညာရှိသောသူ၏နှုတ်ခမ်းတို့သည်ကဲတင်သောအမှုကိုပြုတတ်၏နွားထီမရှိသောတင်းကုတ်သည်စင်ကြယ်၏သို့တော်လည်းနွားခွန်အားကိုသုံး၍များသောစီးပွားကိုရတတ်၏တစ္ဆာရှိသောတက်သေးသည်မုသာမသုံးတတ်တစ္ဆာပြတ်သောတက်သေးမူကားမုသာကိုသုံးတတ်၏မထီမဲ့မြင်ပြုသောသူသည်ပညာကိုရှာ၍မတွေ့ရာဉာဏ်ရှိသောသူမူကားပညာအတတ်ကိုရလွယ်၏မိုက်သောသူနှင့်တွေ့၍သူ၏နှုတ်၌ပညာအတတ်မရှိသည်ကိုသိမြင်လျှင်ထိုသူကိုရှောင်သွားလောပညာသတိရှိသောသူ၏ပညာကားကိုသွားရသောလမ်းကိုသိခြင်းတည်းမိုက်သောသူ၏မိုက်ခြင်းမူကားပရိယေတည်းမိုက်သောသူတို့သည်ဒုစရိုက်အပြစ်ကိုမထီလေးစားပြုကြ၏ဖြောင့်မတ်သောသူတို့မူကားတယောက်ကိုတယောက်ကျေးဇူးပြုကြ၏စိတ်နှလုံးသည်မိမိဒုက္ခကိုသိ၏စိတ်နှလုံးရှင်လန်းခြင်းအကြောင်းကိုလည်းသူတစ်ပါးမဆိုင်တတ်မတရားသောသူ၏အိမ်သည်ပြိုလဲတတ်၏ဖြောင့်မတ်သောသူ၏တဲမူကားပွင့်လန်းတတ်၏လူထင်သည့်အတိုင်းမှန်သောလက္ခဏာရှိသောလည်းအဆုံး၌သေခြင်းသို့ပို့သောလမ်းတစ်မျိုးရှိ၏လူသည်ရည်စဉ်အခါပင်ဝမ်းနည်းသောစိတ်တော်ရှိ၏ထိုရေမောရှင်လန်းခြင်းအဆုံး၌လည်းညှိုးငယ်ခြင်းရှိတတ်၏စိတ်နှလုံးဖောက်ပြန်သောသူဖြစ်စေသူတော်ကောင်းဖြစ်စေမိမိအကျင့်တို့နှင့်ဝါလိမ့်မည်ဉာဏ်တိမ်သောသူသည်သူတစ်ပါးပြောသမျှကိုယုံတတ်၏ပညာသတိရှိသောသူမူကားမိမိသွားရလမ်းကိုစေ့စေ့ကြည့်ရှုတတ်၏ပညာရှိသောသူသည်ကြောက်၍ဒုစရိုက်ကိုရှောင်တတ်၏မိုက်သောသူမူကားမာနကြီး၍ရဲရင်တတ်၏စိတ်တိုသောသူသည်မိုက်စွာသောအမှုကိုပြုတတ်၏မကောင်းသောအကြံကိုကြံသောသူကိုလည်းသူတစ်ပါးမုန်းလိမ့်မည်ဉာဏ်တိမ်သောသူသည်မိုက်ခြင်းကိုအမွေခံတတ်၏ပညာသတိရှိသောသူမူကားသိပ္ပံတရဖူကိုစောင့်တတ်၏လူဆိုးတို့သည်သူတော်ကောင်းရှေ့၌၎င်းမတရားသောသူတို့သည်ဖြောင့်မတ်သောသူ၏အိမ်တကားဝ၌၎င်းဦးချတတ်ကြ၏ဆင်းရဲသောသူသည်မိမိအိမ်နီးချင်းမုန်းခြင်းကိုပင်ခံရမည်ငွေရတတ်သောသူ၌မူကားများစွာသောအဆွေခင်ပွန်းရှိလိမ့်မည်မိမိအိမ်နီးချင်းကိုမထီမဲ့မြင်ပြုသောသူသည်အပြစ်ရှိ၏ဆင်းရဲသောသူကိုတနာသောသူမူကားမင်္ဂလာရှိ၏မကောင်းသောအကြံကိုကြံတတ်သောသူတို့သည်မှားယွင်းကြလိမ့်မည်ကျေးဇူးပြုမည်ဟုကြံတတ်သောသူတို့မူကားဂိယူဏအကျိုးနှင့်သစ္စာအကျိုးကိုခံရကြလိမ့်မည်ကြိုးစား၍လှုပ်လေရာရာ၌ကျေးဇူးရှိ၏စကားများခြင်းအကျိုးမူကားဆင်းရဲခြင်းတတ်တည်းပညာရှိသောသူတို့၏စည်းစိမ်ဥစ္စာသည်သူတို့ဥယျတရဖူဖြစ်၏မိုက်သောသူတို့၏မိုက်ခြင်းမူကားအမိုက်တတ်ဖြစ်၏မှန်သောတတ်သည်သူ့အသက်ကိုကယ်တင်တတ်၏မမှန်သောတတ်သည်မူကားမုသာကိုသုံးတတ်၏ထာဝရဘုရားကိုကြောက်ရွံ့ခြင်းသည်အားကြီးသောကိုးစားရာအခွင့်ကိုဖြစ်စေတတ်၏သားတော်တို့သည်လည်းခိုလုံရာအရက်ကိုရကြလိမ့်မည်ထာဝရဘုရားကိုကြောက်ရွံ့သောသဘောသည်အသေးခံရာကြော့ကွင်းတို့မှလွှဲရှောင်ရာအသက်ဆန်းရည်တွင်ဖြစ်၏ပြည်သားများပြားရာ၌ရှင်ဘုရင်၏ဘုန်းတော်တည်၏ပြည်သားနည်းပါးရာ၌ကမင်းအကျိုးနည်းခြင်းရှိ၏စိတ်ရှိသောသူသည်ပညာကြီး၏စိတ်တိုသောသူမူကားအထူးသဖြင့်မိုက်ပေ၏ကျမ်းမာသောနှလုံးသည်ကိုယ်အသက်ရှင်စေသောအကြောင်းညူစုသောသဘောမူကားအယိုးဆွေးမြေ့ခြင်းအကြောင်းဖြစ်၏ဆင်းရဲသားတို့ကိုညှင်းဆဲသောသူသည်ဖန်ဆင်းတော်မူသောဖျားကိုကဲ့ရဲ့၏ဖျားကိုယိုသေးသောသူမူကားဆင်းရဲသောသူတို့ကိုတနာတတ်၏မတရားသောသူသည်မတရားသဖြင့်ပြုစဉ်အခါလှဲခြင်းကိုခံရ၏ဖြောင့်မတ်သောသူမူကားသေသောအခါ၌ပင်မျှော်လင့်เสียရှိ၏ဉာဏ်ရှိသောသူ၏နှလုံး၌ပညာကျိန်းဝတ်တတ်၏မိုက်သောသူတို့၏အထဲ၌ရှိသောအရာမူကားထင်ရှားတတ်၏ဖြောင့်မတ်ခြင်းတရားသည်ပြည်သားတို့ကိုချီးမြှောက်တတ်၏ဒုစရိုက်အပြစ်မူကားပြည်သားများတို့ကိုရှုံချတတ်၏ပညာရှိသောကျွန်အားရှင်ဘုရင်သည်ကျေးဇူးပြုတတ်၏အရှက်ခွဲတတ်သောကျွန်မူကားအမျက်တော်ကိုခံရမည်